မင်္ဂလာပါဒီနေ့မှာတော့စိုင်းသုံးရုံသုံးတွေအတွက်အသင့်တော်ဆုံးတီဟုံးရဲ့ Ecola TH ACR 8688NC ကိုမိတ်ဆက်ပေးခြင်းပါတယ်ဒီ Ecola ကပုံမှန် Ecola တွေအတွက်ဘာတွေထူးခြားသွားလဲဆိုတာကိုတစ်ချက်ချင်းကြည့်လိုက်ကြရအောင်နော် Ecola ရဲ့အောက်ဖက်မှာရေထဲတန့်လေးတွေပါပြီးတော့ရေဆောက်မှုပမာဏ60လီတာတိရှိတာကြောင့်ရေခဏခဏဖြည့်စရာမလိုပါဘူးအောက်ခြေမှာဘိန်းလုံးလေးတွေပါတဲ့အတွက်ကြောင့်မလို့ရွယ်စားကြည့်ပေမဲ့တနေရာနဲ့တနေရာရွှေ့ရလွယ်ကူစေပါတယ်အေးတဲ့ဘေးစနစ်မှာလည်း Honeycomb filter ကို3ပတ်လုံးသုံးထားဖြစ်တဲ့အတွက်ကြောင့်မလို့လေထုတွေကဖုံဖုံတဲ့ဘက်တီးရီးယားတွေကိုတန့်စင်ပေးပြီးတဘာဝအတိုင်းအေးမြလက်ဆက်တဲ့လေကိုရရှိစေပါတယ်။ Remote control ပါဝင်တဲ့အတွက်ကြောင့်မလို့အဝေးကနေလမ်းပြီးတော့လည်း control လုပ်လို့ရပါသေးတယ်နော်။သူ့ရဲ့ cooling power က250 watt နဲ့ air flow က6000 ml ဟာဝါဖြစ်တဲ့အတွက်ကြောင့်မလို့အခန်းကျယ်တွေဆိုင်ငန်းကျယ်တွေမှာအသုံးပြုမယ်ဆိုလို့ရှိရင်လည်းတစ်ခန်းလုံးကိုလေဖြန့်ချက်ပေးပြီးတော့အေးမြစေပါတယ်။ဖုန်းဝင်းဆွေးမှုလည်းပါတာကြောင့်ကိုနှစ်သက်တဲ့လေတိုင်နှုန်းနဲ့လေဖြန့်ချက်မှုကိုရွေးချယ်နိုင်ပြီး temperature display လည်းပါတော့အပူချိန်ကိုအလွယ်တကူလိုလိုချိန်နိုင်ပါသေးတယ်နော်။အားသာချက်အနေနဲ့ကတော့ဒီ Ecola လေးကအရွယ်စားကြီးမားပြီးတော့ luxury ဆန်တဲ့ဒီဇိုင်းရှိတာကြောင့်ဆိုင်ဝင်ထားတဲ့သူတွေအတွက်ဆိုင်ရဲ့ image ကိုပါပိုကောင်းစေပြီးတော့ရွေးချယ်တဲ့ Ecola လေးပဲဖြစ်ပါတယ်။တီဟုံးရဲ့ TH ACR 8688NC Ecola လေးကိုမှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့တီဟုံးရဲ့Pit Messenger ကနေပဲဖြစ်ဖြစ် hotline number 097558906660ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။လူကိုယ်တိုင်လာရောက်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ description မှာဖော်ပြပေးထားတဲ့လိပ်စာလေးတိုင်းလာရောက်ဝယ်ယူနိုင်ပါတယ်။အခုလိုမျိုး technical product လေးတွေနဲ့ပတ်သက်တဲ့ knowledge sharing တစ်လေးတွေကိုသိချင်တယ်ဆိုလို့ရှိရင်တော့တီဟုံးရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးဖို့မမေ့နဲ့နော်။